လူတိုင်းသတိမထားမိတဲ့ဝင်ငွေစာပွားတိုးတဲ့နီးလေးကိုကျွန်မမျှဝေပေးခြင်းနဲ့ဝင်ငွေစာပွားတိုးဖို့အတွက်လို့ပြောရင်ကျွန်တော်တို့မှာလူတွေကပုံစံ2မျိုးနဲ့စဉ်းစားတယ်ပေါ့နော်တော်တော်များများရာဂိုင်းနှုန်းတော်တော်များများစဉ်းစားကြတဲ့အရာတစ်ခုက short term thinking နဲ့စဉ်းစားတယ်သူတို့စဉ်းစားတဲ့ပုံစံကဝင်ငွေစာပွားတိုးဖို့အတွက်ဆိုရင်လက်ရှိအလုပ်ကို2ဆတိုးလုပ်မယ်အချိန်ပို့ပြီးတော့မှရောင်းချမယ်ဒါကိုပဲစဉ်းစားကြတယ်သူ့ကိုကြတော့ short term thinking လို့ခေါ်တယ်ပေါ့နော်ကျမတို့ရဲ့ဘဝမှာဒီ thinking တွေကအမှန်တန်အရေးကြီးပါတယ်နောက်တစ်ဦးကကြတော့ strategic thinking တမားပဲဖြစ်တယ်ကျမတို့ရဲ့ဘဝမှာ strategic thinking ဆိုတဲ့အရာတစ်ခုကိုကျမတို့လက်ကင်ထားပြီးတော့ကျင့်သုံးနေပြီဆိုလို့ရှိရင်ကျမဝင်ငွေစပွားတိုးပြီးတော့မှအချိန်လွတ်လပ်မှုဝင်ငွေလွတ်လပ်မှုနဲ့နေရာလွတ်လပ်မှုဆိုတဲ့လွတ်လပ်ခြင်းတွေကိုရရှိပိုင်ဆိုင်မှာပဲဖြစ်တယ်ပေါ့နော်အဲ့ဒီလိုပိုင်ဆိုင်မှုအတွက်လို့ပြောရင်ကျမတို့ရှိရမယ့် thinking က strategic thinking ပဲဖြစ်တယ်ဒါကြောင့်မို့လို့ကျမကအမြဲတမ်းကျမနဲ့ပတ်သက်ဆက်နွယ်တဲ့သူတွေကိုကျမအမြဲတမ်းပြောလို့ရှိရဲကျမကိုယ်တိုင်လေအလုပ်ထဲမှာအချိန်ပိုယူမလားလို့မေးရင်ကျမအဲ့ဒီအချိန်ပိုမယူပါဘူးလက်ရှိကျမရတဲ့လစာကလက်ရှိရေတိုအတွက်ကိုဖူလုံတယ်လုံလောက်တယ်ဒီငွေကြီးနဲ့ okay တော်ပြီအနာဂတ်အတွက်ကိုစဉ်းစားရင်အဲ့ဒီအချိန်ကိုကျမတို့ကထပ်ပြီးရောင်းချလိုက်ရင်ကျမတို့ရဲ့အနာဂတ်ပန်းနိုင်ဟာပျောက်သွားမှာဒါကြောင့်မို့ strategic thinking ဟာလူသားဒီမှာအမှန်တန်ရေးကြီးပါတယ်အနာဂတ်မှာဘာဖြစ်ချင်တာလဲအနာဂတ်မှာဘာလိုချင်တာလဲငါဘဝကိုဘယ်လိုမျိုးပိုင်ဆိုင်ဖို့အတွက်ကိုသွားမှာလဲဆိုတဲ့ခရီးလမ်းကြောင်း plan မရှိဘူးဆိုလို့ရှိရင်သူ့မှာ strategic thinking မရှိတာပဲ strategic thinking မရှိတဲ့သူတွေရဲ့ဘဝရဲ့နောက်ဆုံးခရီးဟာရွက်ကြမ်းရည်ချိုဒုံရင်ရဲ့ဘဝကိုပဲပိုင်ဆိုင်နေပေါ့နော်ဒါကြောင့်မို့လို့ကျမတို့ကဝင်ငွေစာပွားတိုးဖို့အတွက်ဆိုလို့ရှိရင်ကိုယ့်ရဲ့ပိုတဲ့အချိန်ကိုရောင်းချပြီးတော့ငွေထပ်မရှာဘဲနဲ့အဲ့ဒီပိုတဲ့အချိန်မှာနံပါတ်1ကျမတို့ဘ ഹു တုတကျမတို့ရှိဖို့အတွက်လေ့လာသိမှုလုပ်ဖို့လိုပါတယ်နံပါတ်2ကကြတော့ skill နော် skill တွေကိုဖြည့်ဖို့လိုပါတယ်နံပါတ်3ကကြတော့ငွေရှာနီးအထက်ပညာတွေကိုသိဖို့လိုပါတယ်ဘ ഹു တုတတွေကိုပိုတဲ့အချိန်မှာရှာခြင်းအားဖြင့်ကျမတို့ရဲ့ skill set တွေကိုပို့ပြီးတော့မြင်မာလာစေမယ်ပေါ့နော်အဲ့ဒီ skill ဟာကျမတို့ရဲ့အနာဂတ် plan အတွက်ကျမတို့ကဖြည့်ရတဲ့ skill တွေပါနားလည်းအလွယ်ဆုံးတစ်ခုကိုပြောပါဆိုရင်ကျမတို့ကကိုကဘာငွေရင်းနှီးမြုပ်နှံမှုမှာကိုကမတက်နိုင်ဘူးမတက်နိုင်ရင်ကျမတို့ကဘာလုပ်လို့ရလဲတောတောင်တွေပေါ်ပါတယ်ဝါးခုတ်ပြီးတော့နှီးဖြာတဲ့နှီးဖြာမယ်နော်အဲ့လိုဆိုတော့အဲ့ဒီနှီးဖြာတဲ့သူတယောက်ကနှီးဖြာရင်နှီးဖြာတဲ့တန်ဖိုးကိုပဲသူရရှိပိုက်ဆိုင်မယ်အဲ့ဒီမှာကျမတို့က skill ထပ်ပြီးတော့ဖြည့်လိုက်မယ်ကို value တွေညှင့်လိုက်ပဲကိုယ့်ရဲ့ပညာတွေကိုထပ်တိုးလိုက်ပြီးတော့မှချီးရက်လုပ်လိုက်တယ်ဆိုရင်အဲ့ဒီနှီးရဲ့တန်ဖိုးထက်မြင့်မားတဲ့ချီးခက်လက်ချင်းတောင်းရဲ့တန်ဖိုးတစ်ခုကိုရမယ်ပေါ့နော်အဲ့ဒီကနေပြီးတော့မှပို့ပြီးတော့တန်ဖိုးတွေကိုမြင့်မားလာရင်ဟလာကိုယ့်ရဲ့ဒီဝါးနဲ့ပြုလုပ်ထားတဲ့ဟလာတဘာဝပစ္စည်းတွေရဲ့အလှတရားတွေကိုဖော်ဆောင်တဲ့ပို့ပြီးတော့တန်ဖိုးမြင့်တဲ့အရာတွေလုပ်လို့ရတယ်ပေါ့နော်ဒါကဘာလဲဆိုရင် skill ကိုကျမတို့ကမြင့်တာပါအဲ့ဒီ skill ကိုမြင့်ဖို့အတွက်ဘာလုပ်ရလဲဆိုရင်လေ့လာသိမှုဆိုတဲ့ပညာကိုရှားရပါတယ်ပညာကိုရှားရတယ်လက်တွေ့လှုပ်ဆောင်ပြီးတော့ကျမတို့ရဲ့ skill တွေကိုမြင့်အောင်လုပ်ရတယ်အဲ့လိုလုပ်ခြင်းအပြင်ကျမတို့ကဝင်ငွေစပွားတိုးလာတယ်ဒီလိုစပွားတိုးလာတဲ့ပညာရက်ကဘဝတန်ဖိုးလည်းမြင့်လာတယ်ဝင်ငွေရလည်းမြင့်လာတယ်ဒါကြောင့်မလို့ကျမတို့ကဝင်ငွေတစ်ခုမြင့်ဖို့အတွက်ကိုယ့်ဘဝတန်ဖိုးကိုမြင့်ပြီးတော့မှပညာတွေကိုမြင့်ပြီးတော့မှငွေကြေးကိုမြင့်တဲ့ငွေကြေးကိုရှာဖွေနိုင်ဖို့အတွက်စဉ်းစားနေတယ်ဆိုရင်တော့ကျမတို့မှာ strategic thinking အားကောင်းတဲ့သူတစ်ယောက်ဖြစ်ပြီး strategic thinking အားကောင်းမှုဆိုတာကကျမတို့ကလေ့ကျင့်ယူလို့ရတယ်ပေါ့နော်ဒါကြောင့်ကျမရဲ့ဒီ video file ကိုကြည့်နေတဲ့ကျမရဲ့မိတ်ဆွေများထဲမှာလည်းကျမပြောတဲ့စကားလေးတွေကကိုယ့်ဘဝအတွက်အဓိပ္ပာယ်ရှိတယ်ကိုယ့်ဘဝအတွက်ဉာဏ်အလင်းကိုပွင့်စေတယ်ဆိုလို့ရှိရင်လေ short term thinking ကိုပဲစဉ်းစားနေတယ်ဆိုရင်ဘာမှစိတ်မပူပါနဲ့ကျမရဲ့ video file ကိုကြည့်လိုက်တဲ့အချိန်ကနေစပြီးတော့မှ strategic thinking အနေနဲ့အနာဂတ်ကိုကြိုတင်မျှော်မှန်းပြီးတော့မှလက်ရှိဘဝမှာလက်ရှိအချိန်မှာကျမတို့ရဲ့ဘ ഹു တုတတွေကိုဖြည့်မယ်ပညာတွေကိုလေ့လာသိယူမယ်ကျမတို့ရဲ့ skill တွေကိုဖြည့်မယ်ပေါ့နော်ဒါတွေလုပ်ဆောင်လို့ရတယ်နောက်ကျမမျှဝေမှုလေးကိုသဘောကျတယ်ဆိုလို့ရှိရင်လေcomment မှာ SKILL skill ဆိုပြီးတော့ comment လေးမှန်ခဲ့ပြီးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနည်းပညာများနဲ့ငွေရှာပညာတတ်များဖြင့်ပျော်ရွှင်မြင့်သောဘဝတွေကိုဖန်တီးတည်ဆောက်နိုင်ကြပါစေရှင်ကျွန်မ K ပါ